ဝမ်းမှာစာချုပ်ကြီးရခြင်းနဲ့သူ့ရဲ့ရီမန်းချက်ကိုဘယ်သူမှရပ်တန့်လို့မရဘူးဆိုတဲ့ပြည်သူများလုံးပဲမင်္ဂလာပါများကျွန်တော်တို့ရဲ့ MMO ပေါင်းစင်ကနေပြန်လဲကြိုလိုက်ပါတယ်မြန်မာပြည်ပွားမော်လူမျိုးတယောက်ဖြစ်တဲ့ဆွန်ရက်ကတော့ဝမ်းပြိုင်ပွဲမှာနိုင်ပွဲတွေဆက်နေခဲ့တာကိုမြင်တွေ့ထားခဲ့ရတာပါဆွန်ရက်ကတော့လက်ရှိဝမ်းပြိုင်ပွဲမှာရှင်ပြိုင်ထိုးတက်နေကြတဲ့မြန်မာလူငယ်ဖိုက်တာတွေအတွက်တော့အတူတူတိုက်တဲ့ဖိုက်တာတယောက်လို့ဆိုရမှာပါဆွန်ရက်ရဲ့ဝမ်းမှာရှောင်းလန်းခဲ့တဲ့ပွဲစဉ်တွေအကြောင်းကိုအချင်းချင်းပြီးပြောရင်ဝမ်းနဲ့ပထမဆုံးပွဲဥထွက်မှာနိုင်ပွဲရခဲ့တဲ့ဆွန်ရက်ဟာနောက်၄ပွဲဆက်ကိုတော့ရှုံးပွဲတွေနဲ့ရင်ဆိုင်ခဲ့ရတာပါ2023နှစ်အစမှာဝမ်းနဲ့ပွဲထွက်ခဲ့တဲ့ဆွန်ရက်ဟာ၅ပွဲထိုးပြီးနိုင်ပွဲတစ်ပွဲသာရရှိခဲ့တာပါဒါပေမဲ့ဆွန်ရက်တယောက်ဝမ်းပြိုင်ပွဲကိုလွယ်လွယ်နဲ့လက်လျှော့သွားတာမျိုးမရှိဘဲ2024မှာတော့ဂျပန်ဖိုက်တာမက်ဆာကာခတ်ဆူနိုကိုအလဲထိုးနဲ့နိုင်ပွဲစတင်ယူနိုင်ခဲ့ပြီး2024ခုနှစ်အတွင်းရှင်ပြိုင်ခဲ့တဲ့ပွဲစဉ်၄ပွဲစလုံးအနိုင်ရတဲ့အထိဆွန်ရက်တယောက်ဝမ်းမှာနာမည်ကြီးလာခဲ့တာကိုမြင်တွေ့ထားခဲ့ရတာပါဖြစ်ပါတယ်2025အတွင်းမှာလည်းဆွန်ရက်ဟာအေဂျီရီးယားနဲ့ပြင်သစ်နယ်ပေါင်းဖိုက်တာဖြစ်တဲ့ဥရာကီကိုလည်းဒိုင်အဆုံးဖြတ်တဲ့အတူအနိုင်ယူပြီး2025ကိုနိုင်ပွဲနဲ့ဖွင့်လှစ်ထားနိုင်ခဲ့တာကိုမြင်တွေ့ထားခဲ့ရတာပါအခုတော့ဆွန်ရက်ဟာဥရာကီနဲ့ပွဲစဉ်ပြီး2လမပြည့်ခင်မှာနောက်ထပ်ပွဲတစ်ပွဲကိုထပ်မံရရှိခဲ့ပြန်ပြီဖြစ်ပါတယ်ဒီကတော့ဆွန်ရက်ဟာထိုင်းဖိုက်တာကွန်ဖုန်နိုနဲ့ရင်ဆိုင်သွားရမှာဖြစ်ပြီးသူ့ရဲ့6ပွဲဆက်နိုင်ပွဲကိုရယူသွားနိုင်မလားဆိုတာကတော့စောင့်ကြည့်သွားရမှာဖြစ်ပါတယ်ဆိုရဲနဲ့ရှင်ပြိုင်သွားရမယ့်ထိုင်းဖိုက်တာကလည်းနည်းနည်းရဖိုက်တာတယောက်တော့မဟုတ်ဘူးလို့ဆိုရမှာဖြစ်ပြီးကွန်ဖုန်နိုဟာဝမ်းမှာ6ပွဲအထိပါဝင်ရှင်ပြိုင်ထားခဲ့ဘူးသူဖြစ်ပြီး4ပွဲနိုင်2ပွဲရှုံးဆိုတဲ့မှတ်တမ်းကိုပိုင်ဆိုင်ထားခဲ့သူပါအဲ့ထက်ပိုပြီးတတိထားစရာဖြစ်နေကြတာကကွန်ဖုန်နိုရှင်ပြိုင်ထိုးထားခဲ့တဲ့ပြိုင်ပွဲ6ပွဲမှာတပွဲသာဒိုင်အဆုံးဖြတ်အထိရောက်သွားခဲ့တာဖြစ်ပြီး9ပွဲကအလဲထိုးနဲ့ဒိုင်ပွဲရက်တွေနဲ့သာအနိုင်ရရှိခဲ့တာဖြစ်ပါတယ်သူကိုယ်တိုင်ကလည်းအရှုံးပေးထားခဲ့ရတဲ့နှစ်ပွဲကအလဲထိုးတွေနဲ့အရှုံးပေးထားခဲ့ရတာဖြစ်ပြီးနောက်ဆုံးရှင်ပြိုင်ထားခဲ့တဲ့ပွဲစဉ်မှာဆိုရင်အလဲထိုးနဲ့အတူအနိုင်ယူပြထားခဲ့တာဖြစ်ပါတယ်အဲဒီအတွက်ဆွန်ရက်တယောက်သတိတော်ထားသွားရမှာဖြစ်ပြီးပြိုင်ပွဲမတိုင်ခင်မှာထိုင်းဖိုက်တာကွန်ဖိုင်နိုင်ကဆွန်ရက်ရဲ့နိုင်ပွဲစံချိန်ကိုရက်တန့်သွားမယ်ဆိုပြီးခုလိုဖွင့်ရသွားခဲ့ပါတယ်ကွန်ဖိုင်နိုင်ကဒီပွဲကကျွန်တော်အတွက်အသိကိုရေးကြည့်ပါတယ်ဘာလဲဆိုတော့ဒီစင်မြင့်ထက်မှာ3ပွဲဆက်တိုက်အနိုင်ရတဲ့မှတ်တမ်းမျိုးပိုင်ဆိုင်ခွင့်ရမှာလေဒါကြောင့်အကောင်းဆုံးစွမ်းဆောင်ရည်ကိုဆက်လာဖို့အရင်ကတက်ပို့ပြီးစူးစမ်းထားပါတယ်ကျွန်တော်ဖန်နေစိတ်ပြတ်သွားတာမျိုးမလို့ချင်ပါဘူးဆွန်ရက်ကနိုင်ပွဲဆက်နေသူဆိုပေမဲ့ကျွန်တော်ကလည်းကိုယ့်ကိုယ်ယုံကြည်မှုအပြည့်ရှိပါတယ်ခါတိုင်းလိုပြင်ဆင်ပုတ်ပိုင်းအပြည့်ပြည့်ဝလှုပ်ထားလို့သူ့ရဲ့9ပွဲဆက်အတိုင်းနိုင်ရတဲ့မှတ်တမ်းကိုရက်တန့်ပြဖို့အစင်းသေးဖြစ်နေပါပြီဆိုပြီးပြောကြားသွားခဲ့တာဖြစ်ပါတယ်ဆွန်ရက်ကလည်းကွန်ဖိုင်နိုင်ကိုအမောက်သိပ်ပြီးသူ့ရဲ့ရီမန်းချက်ဖြစ်တဲ့ဝမ်းမှာဒေါ်လာ3သိန်းတန်စာချုပ်ကြီးရယူသွားမယ်ဆိုပြီးပြောကြားခဲ့ပါတယ်ဆွန်ရက်ကကျွန်တော်ရဲ့ပြိုင်ဘက်ကဘယ်လက်သီးအားကောင်းပါတယ်ဒါပေမဲ့သူ့မှာလည်းအားနည်းချက်တွေအများကြီးပါပထမဆုံးတစ်ခုကတော့တက်ပေါက်မစုံတာပါပဲကျွန်တော်ကတော့သူ့ထက်ပိုပြီးတော့တက်ပေါက်စုံပါတယ်ဒါကကျွန်တော်အတွက်အခွင့်အရေးတစ်ခုဖြစ်လာမှာပါဒုတိယတစ်ခုကတော့သူကအောက်ပိုင်းတော်တော်လေးပြောပါတယ်တစ်ချက်ထိရင်တွန်းသွားတာကိုသူ့ရဲ့အရင်ပွဲတွေကိုကြည့်ရင်သတိထားမိခဲ့တယ်အဲဒါကြောင့်ကျွန်တော်ကအောက်ပိုင်းကိုထိထိရောက်တိုက်ခိုက်နိုင်မယ်ဆိုရင်ရလန့်ကောင်းရမှာအသေးချပါမယ်သူကကျွန်တော်ကိုပွဲစားတာနဲ့တိုက်စစ်ဆင်သွားမယ်လို့ထင်နေပါတယ်သူကဆိုင်တိုးပြိုင်ထိုးရတာကိုကြိုက်တယ်လေဒါပေမဲ့ကျွန်တော်ကအမားမလုပ်ပါဘူးသူဝင်လာရင်လည်းဆိုင်မထိုးပါဘူးအဲ့ဒီအစားလက်သီးတွေနဲ့ပဲသူ့ကိုချက်ကောင်းထိအောင်ထိုးသွားမှာပါသူ့ရဲ့လက်သီးကအန်နေများတာမို့ဆိုင်ထိုးရင်ကျွန်တော်ဘက်ကနေသွားနိုင်ပါတယ်သူကကျွန်တော်ကိုအမားသိမ်းပြမယ်9ပွဲဆက်နိုင်ပွဲကိုရက်တန်းပြမယ်လို့ကြုံဝါထားတာကြားပါတယ်ဒါပေမဲ့ကျွန်တော်ကလည်းလွယ်လွယ်နဲ့လက်လျှော့တက်သူမဟုတ်ပါဘူးဝမ်းမှာစာချုပ်ကြီးရခြင်းနဲ့ကျွန်တော်ရဲ့ရီမန်းချက်ကိုဘယ်သူမှရက်တန်းလို့မရပါဘူးပရိသတ်တွေကိုမှာထားချင်တာကမထင်မှန်ပဲဒီပွဲကပထမအချိန်မှာရင်ပြတ်သွားနိုင်ပါတယ်ကျွန်တော်ကဝမ်းမှာထိုးခဲ့တဲ့ပွဲတွေကိုပထမအချိန်နဲ့တခါမှအလဲမထိုးဘူးသေးပါဘူးဒါပေမဲ့ဒီပွဲမှာတော့မြင်တွေ့ရနိုင်ခြေရှိပါတယ်ဒါကြောင့်တောက်ကြလေးကိုလက်လွတ်မခံပါနဲ့လို့ပြောချင်ပါတယ်ဆိုပြီးဒီနေ့ညနေပိုင်းမှာရှင်ပြိုင်သွားမဲ့ပွဲစဉ်မတိုင်ခင်ပြောကြားသွားခဲ့တာဖြစ်ပါတယ်ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာလည်း MMA နဲ့ Fighter များရဲ့အားကစားနဲ့ပတ်သက်တဲ့လက်ဝဲသတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လာရောက်ကြည့်ရှုကြဖို့လည်းဖိတ်ခေါ်ပါရစေကျွန်တော်ရဲ့ page လေးကိုလည်း like and follow လေးမနေရသေးဘူးဆိုရင်နှိပ်သွားပေးကြဖို့တောင်းဆိုပါရစေခင်ဗျာအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ